ချစ်နဲ့ပတ်စံဘယ်ဟာပိုရေးကြီးတယ်ဒီမေးခွန်းကိုမေးလိုက်မယ်ဆိုတေချာပေါက်အချစ်ကိုရွေးမဲ့အဖွဲ့ပတ်စံကိုရွေးမဲ့အဖွဲ့ဆိုပြီးတော့နှစ်ဖွဲ့ကွဲနေမှာပါဒါပေမဲ့ကျွန်တော်တို့ကတော့နှစ်ခုစလုံးဟာအရေးကြီးတယ်လို့မြင်ပါတယ်ပတ်စံမရှိပဲအချစ်ပဲရှိတဲ့ဆက်ဆံရေးကမတည်မြဲသလိုအချစ်မရှိပဲပတ်စံပဲရှိတဲ့ဆက်ဆံရေးကလည်းမစစ်မှန်ပါဘူးဥပမာအနေနဲ့ကိုကခွေးတစ်ကောင်ချစ်လို့မွေးမယ်ပဲထားပါတော့သူ့ကိုအစာမကျွေးနိုင်အိပ်ဖို့နေရာမပေးနိုင်ကျမကြီးကိစ္စတွေဂယုစိုက်မပေးနိုင်ရင်ကိုယ့်ရဲ့အချစ်ကတန်ဖိုးရှိပါသေးတယ်လို့လူတွေမှလည်းဒါအတူတူပဲဘလောက်ပဲချစ်ကိုကတစ်ဖက်တူတဲ့ဘလောက်မှလုံးမပေးနိုင်အဲ့ဒီချစ်ကလည်းတန်ဖိုးရှိမနေစားစားချင်းတန်ဖိုးရှိရင်တော့ကြာလာတော့ပျောက်ကွယ်လာမှာချစ်ရင်ရတယ်အတူတူကြော်ဖြတ်မယ်ဆိုပြီးတွေးမိကြဒါပေမဲ့လက်တွေ့ကြကြပဲတွေးကြည့်မယ်ဆိုရင်အခုလိုခေတ်ကြီးထဲမှာဒီလိုမျိုးမဖြစ်တော့ဘူးအခုတွေးနေကြားနေရတဲ့အတိုင်းလူငယ်တွေတော်တော်များများငယ်ငယ်ရွယ်နဲ့အိမ်အောင်ကြငယ်ငယ်ရွယ်နဲ့ကွဲကြပြေးကြတယ်ဆိုတာလေအခုလိုမျိုးအချစ်ဆိုတာကိုရှေ့တန်းတင်ပြီးတော့ရှေ့ရေးကိုမကြည့်ခဲ့ကြတော့ဘလောက်ပဲချစ်တယ်ဆိုပါစေအစင်မပြေမှုတွေများလာရင်တော့ချစ်တယ်ဆိုတာဘေးရောက်သွားပြီးတော့ဆုံးဖြတ်တဲ့နာတွေကိုဆုံးဖြတ်သွားကြတာဒါကြောင့်မလို့အချစ်ကိုပဲရှေ့တန်းတင်ဖို့မရောက်တစ်ဖက်မှာလည်းပတ်စံသာရှိရင်အချစ်ကိုဝယ်လို့ရတယ်လို့တချို့တွေကပြောကြဒါလေးမှန်ပါတယ်ဒါပေမဲ့အဲ့ဒီလူတွေကကိုယ့်ကိုချစ်တာမဟုတ်ဘူးကိုယ့်ရဲ့ပတ်စံကိုချစ်တယ်ဆိုတာပါကိုယ်မှာပတ်စံသာမရှိရင်တော့ပြန်ထွက်သွားမယ်လူမျိုးတွေပတ်စံရှိတာကောင်းပါလေရှားပါမယ်ကြိုးစားပါမယ်ဒါပေမဲ့လည်းအတွေးတွေတစ်ဖက်အစွန်းရောက်တော့မဖြစ်ပါဘူးကျွန်တော်ကတော့ခံစားချက်လေးရောဆုံးဖြတ်တတ်သူပါဒါပေမဲ့လည်းချစ်တဲ့ဆိုယုံနဲ့တော့ကိုချစ်တဲ့သူကိုမယူပါဘူးကိုကဘဝအတွက်အတီးအကျဖြစ်ပြီးအာမခံချက်လည်းရှိပြီတာဝန်ယူနိုင်ပြီဆိုတော့မှသာယူဖို့စိတ်ကူးပါတယ်ဒါလည်းကိုယ့်ဘဝအတွက်ရောသူ့ဘဝအတွက်ရောရေရှည်မှာအဆင်ပြေစေမဲ့အစီအစဉ်တစ်ခုလိုပဲမြင်မိအချင်းချင်းပြောရရင်တော့အချစ်နဲ့ပတ်စံဆိုတာစန့်ကျင်ဘက်ရွေးချယ်စရာနှစ်ခုမဟုတ်ပါဘူးအတူတူလက်တွဲလုပ်ယူရမယ့်အရာနှစ်ခုပါချစ်ပါမျက်နှိုးကတန်ဖိုးထားပါတစ်ဖက်မှာလည်းရှေ့ရင်းနဲ့အနာဂတ်ကိုကြိုးစားပါဒါမှသာလျှင်လက်တွေ့အကြဆုံးရွေးချယ်မှု